ညံဘယ်နေ့ဖြုတ်မှလဲရွှေသင်္ကန်းကတ်တာဘယ်နေ့ပြီးမှလဲလို့မေးနေကြတဲ့သူတွေအတွက်ဒီကနေ့က24ရက်2လ2026ည7:00နာရီမှာဆန်တော်ရှင်ကြိုက်ကျိုးစီတော်မြတ်ကြီးရဲ့လုံးတော်ပြေရွှေသင်္ကန်းကတ်လူပူဇော်ဖို့အတွက်ဒီစင်ထားတဲ့ညံကြီးဖြုတ်သိမ်းလို့ပြီးပြီဖြစ်ပါတယ်အခုဒါညံဖြုတ်သိမ်းပြီးတဲ့အတွက်ရေမင်းတော်ကျောင်းဗရဏနာယကဆန်တော်ရှင်ကြိုက်ကျိုးစီတော်မြတ်ကြီးရဲ့ဩဝါဒစရိယဆရာတော်ကြိုက်ကျိုးဆရာတော်ကနေပြီးတော့မှဥဆောင်ပြီးတော့ညံဖြုတ်သိမ်းခြင်းလုပ်ငန်းပြီးစီးသွားပြီဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆန်တော်ကြိုက်တို့စီတော်မြတ်ကြီးရဲ့မူလပဂရိအခြေအနေအတိုင်းဖွံ့ဖြိုးရတော့မှာဖြစ်ပြီးတော့မှညံစင်ထားစဉ်အတွင်းမှာလည်းဒါဆန်တော်ကြိုက်တို့စီတော်မြတ်ကြီးရဲ့ကြော်လုံးတော်နှစ်ခုထိစက်နေမှုအတိုင်းအတာတွေကိုရိုက်ကူးတင်ဆက်ပေးခဲ့တဲ့အတွက်အားပေးခဲ့ကြတဲ့မိတ်ဆွေတွေဘုရားဘာသာနယ်ဝင်ရဟန်းရှင်လူပြည်သူတွေအားလုံးကြည်နူးဝမ်းသာပီတိဖြစ်ခဲ့ရသလိုရိုက်ကူးတင်ဆက်ပေးရတဲ့သူအနေနဲ့လည်းကြည်နူးဝမ်းသာပီတိဖြစ်ရပါတယ်ဒီအတွက်ကြည်နူးဝမ်းသာပီတိဖြစ်ရတဲ့သူတွေအားလုံးကုသိုလ်တရားပွားများနိုင်ကြတာဖြစ်ပြီးတော့မှဘုရားဘာသာဝင်တို့ရဲ့ပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုမျှော်မှန်းကြတဲ့ဘုရားဘာသာဝင်ကိုတက်ဝင်ယုံကြည်ကြတဲ့သူတွေအနေနဲ့ဉာဏ်ဖြုတ်သိမ်းပြီးချိန်မှာထူးခြားမှုတစ်ခုထပ်ပြီးတော့ဖြစ်ခဲ့ပါတယ်။ဆန္ဒကြိုက်တို့စီတော်မြတ်ကြီးလုံးတော်ပြေကက်လူပူဇော်နေစဉ်အတွင်းမှာကျိုက်ထိုအပါဝင်ဆန္ဒကြိုက်တို့စီတော်မြတ်ကြီးရဲ့ဝန်းကျင်မှာမိုးတွေတက်ထန်စွာရွာသွန်းခဲ့တာဖြစ်ပြီးတော့မှလုံးတော်ပြေကက်လူပူဇော်နေတဲ့လုပ်ငန်းအနှောင့်အယှက်မဖြစ်အောင်ဆန်တော်ရှင်ကြိုက်လို့စီတော်မြတ်ကြီးရဲ့ဒီရင်မြင်တော်ဘောကျော်လုံးတော်ကြီးအနီးဝန်းကျင်မှာတော့မိုးလုံးဝရွာသွန်းခဲ့တာမရှိဘဲနဲ့ဒီကနေ့ည7:00နာရီညံဖြုတ်သိမ်းပြီးချိန်မှာပဲဒါ7:00နာရီခွဲလောက်မှာဆရာတော်ကဒါရွှေမိုးငွေမိုးရွာသွန်းဖြိုးပေးခဲ့ပြီးတရားမင်းကြီးကိုယ်တိုင်ဒါရွှေမိုးရွာသွန်းဖြိုးပေးခဲ့တာကိုကျွန်တော်တို့အောင်ကုန်ရွှေဆိုင်နဲ့ရွှေချက်လုပ်ငန်းအနေနဲ့ဒါမြော်ဝါထင်ထင်တွေ့မြင်ခဲ့ရတဲ့အတွက်ဆန်တော်ရှင်ကြိုက်လို့စီတော်မြတ်ကြီးရဲ့တကူတော်ကိုဒီနေရာနေပြီးတော့မှလက်ဆောင်ချီမှုရှိခုကြော့ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ